ဒီနေ့နိုင်ကာရာဖောမှာ -9 မှာရေခဲတွေကတော့ဒီလိုခဲနေပါပြီဒီကွန်ကြီးပဲခဲပြီးတော့တောက်ပြီးတော့လှနေပါပြီဘုဘကဟာကနေဒါပတ်ချမ်းမှာလဲဆိုရင်အောင်ဝင်လာတဲ့အင်ကြီးတွေအနက်ထက်လဲတာမသိတော့ဘူးအင်ကြီးပေါ်မှာကြားတဲ့ရေခဲအမှုံကရေခဲတုံးကြီးတွေပါလူလဲရဲဘရန်ခတ်နေတယ်Okay bye bye love you all